င်္ဂလာပါဆိုတော့ခေါင်းစဉ်ကတော့နည်းနည်းအကြီးပေးထားတယ်ပေါ့နော်ပုံမှန် YouTuber တွေလိုမျိုးပဲနည်းနည်းလူစိတ်ဝင်စားအောင်ပေးထားရပေါ့နော်တကယ်တမ်းတော့ကျွန်တော်တို့ break down လုပ်ကြည့်မယ်ဆိုရင်ပေါ့နော်ဒီ AI တွေအလုပ်လုပ်တဲ့ပုံကျွန်တော်တက်နိုင်ဆုံးလေးပေါ့နော်ကိုတက်လောက်လေးဆွဲထားတာပေါ့နော်ဒါလေးနည်းနည်းနားလည်လွယ်အောင်ပေါ့နော်ကျွန်တော်တို့ developer အမြင်အနေနဲ့လာတာဆိုတော့ကျွန်တော် developer ဒီအလုပ်လုပ်တဲ့ပုံနဲ့ထည့်ထားတယ်ပေါ့နော်အဲ့တော့ထိတ်ဆုံးကျွန်တော်တို့ဒီ traditional workflows ပေါ့နော်ကျွန်တော်တို့အရင်တော့ဆိုရင်ဒီလိုမျိုးလေးအလုပ်လုပ်ကြတာကျွန်တော် cron job ဆိုတာဒီမှာကျွန်တော်တို့နေ့စဉ်ပေါ့နော်9နာရီတစ်ခေါက်တော့မဟုတ်ရင်10နာရီတစ်ခေါက် run ဖို့အတွက်ကျွန်တော်တို့ loop လောက်ထားတာပေါ့နော် loop ဆိုတဲ့သဘောတရားမနေ့ပြန်9နာရီpost တင်မယ်ဆိုရင်သူ့ဘာသာသူလောက်တဲ့သဘောမျိုးထည့်ထားတာပေါ့နော်ပြီးတော့မှကျွန်တော်တို့အဲ့ workflow ကဟိုပါပေါ့ trigger စရတယ်ဆိုရင်သူကစပြီးဒီscript ကိုတွားပြီးမှပြစ်တာပေါ့နော်အဲ့ script ကဘာလောက်လဲဆိုတော့ကျွန်တော်ရေးထားရတာပေါ့နော်အဲ့ script မှာကျွန်တော် API ဟိုပါပေါ့ search တွားလောက်ပေါ့နော်အဲ့ဆိုရင် Google search တို့လိုမျိုးတို့တခြားBing search တို့လိုမျိုးမှာ data တွားရှာတယ်ရလာတဲ့ data ကိုကိုယ့်ရဲ့ website API တွားပြစ်တယ်ပြစ်ပြီးတော့မှရလာတဲ့ result ကိုပြတာပေါ့နော်ဒါတွေအားလုံး developer တွေအကုန်ရေးရတယ်ပေါ့နော်ဟိုဆိုတာတစ်ခုနဲ့တစ်ခုချိတ်ဆက်ဖို့အတွက်ကြားထဲမှာကျွန်တော်တို့ response တွေပြစ်လိုက်တဲ့ data တွေကိုပြန်ထိန်းရတယ်ဟို error ရှိနေ error လိုက်ရတယ်တစ်ခုပြတ်သွားတာနဲ့အစားပြန်စားရတယ်ဒါဟိုအရင်ကလုပ်နေကြ workflow ပေါ့နော်တကယ်တမ်းအခုကျွန်တော်တို့ agent တွေပေါ့နော်နောက်ဆုံး manage to open cloud လို့လောက်တာလဲအဲ့သဘောတရားပဲဒါပေမဲ့လူပါဝင်မှုနည်းသွားတာပေါ့နော်လို့ပြောလို့ရတယ်ပြီးတော့2022ဝန်းကျင်လောက်ပေါ့နော်N8N တို့စပြီးခစ်စားလာတယ် N8N ကဟိုသူကဘာလောက်တာလဲဆိုတော့သူကဒီအပေါ် process ကိုပဲဟိုပေါ့ကုတ်တွေရေးစရာမလိုတော့အကုန်လုံး drag and drop နဲ့ဟိုကိုလိုချင်တဲ့ဟာဆွဲပြီးထည့်ရုံပဲပေါ့နော်ပြီးတော့တစ်ခုနဲ့တစ်ခု link ချိတ်ပေးလိုက်ရုံပဲပြီးတော့မှဟိုကို run လိုက်တယ်ဆိုရင် workflow run လိုက်တယ်ဆိုရင် result ရတယ်ပေါ့နော်ဒါ N8N ဟိုနည်းနည်းလေးပြောပြတာပေါ့နော်ဘာလို့ဆိုတော့သူကအရင်ခစ်စားသွားလိတာဆိုတော့လေနော်ပြီးတော့နောက်တစ်ဆင့်ထပ်မြင့်လာတယ်လူတွေကအဲ့လို workflow တွေကို chat application ကနေ land ထိန်းတယ်ပေါ့နော်ဒီမှာ AI နဲ့အားနဲ့ chat ကသူကတကဘာလုံးနဲ့ချိတ်ဆက်လို့မရဘူးဗျာတဘောကကျွန်တော်တို့ Google Drive နဲ့ချိတ်ချင်တယ် Gmail နဲ့ချိတ်ချင်တယ်တခြား application ပေါင်း16000နဲ့ချိတ်ချင်ပါတယ်ဆိုရင်သူကအရင်ခတ်တယ်ပေါ့နော်အဲ့လိုချိတ်လို့ရအောင်ကြားထဲမှာ MCP server ဆိုရင်မှာ switch လုပ်တဲ့ route လုပ်တဲ့ server လေးတစ်ခုထည့်ပေးရပေါ့နော်အဲ့ထက်မှာ tool တွေ LAN ခေါ်သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော် MCP အကြောင်းပြောတာမဟုတ်တဲ့အတွက်အသေးစိတ်တော့မသွားတော့ဘူးเนาะသူက MCP မှာ client နဲ့ server ဆိုရင်မှာရှိရဟို chat application တွေအများတော့ဖြင့်တာမန် chat application ရှိရ MCP support ပေးတဲ့ chat application တွေရှိရပေါ့เนาะအဲ့တော့ဒီလိုမျိုး chat application ကနေ MCP ကို LAN ခေါ်ပြီးမှသုံးလို့ရတယ်အဲ့တော့ကျွန်တော်ဒီနေ့ရာသီဥတုသိချင်တယ်ဆိုရင်သူ website ကိုသွားရှာတယ်ရလာတဲ့ data ကို result ကိုပြန်ပြပေးတာမျိုးတွေပေါ့เนาะဒါကြားဖြတ် MCP အကြောင်းပေါ့เนาะထူးဆန်းစွာပဲကျွန်တော်တို့ autonomous agent ထွက်လာတဲ့အချိန်မှာ MCP ကိုဖြုတ်ချပလိုက်တယ်ဟိုမတုံးထားဘူးပေါ့နော်ဘာကြောင့်မတုံးလဲဆိုတော့သူကဂျားထဲမှာ server တစ်ခုရှိနေပေါ့နော်ပြီးတော့ဟိုပေါ့သူကကျွန်တော်ထုတ်လိုက်တဲ့ keyword တွေကို NLP နဲ့ကျွန်တော်တို့မှာဒီနေ့ရာဒီသူသိချင်ပါတယ်ဆိုရင်ဒီနေ့ weather ဆိုတဲ့ဟာကိုသူကဆွဲထုတ်တဲ့အပိုင်းတွေပါအများကြီးရှိအဲ့ဟာကိုသူကခုံကြော်လိုက်တဲ့သဘောပြအခုautonomous agent နေရလေเนาะသူကဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်တို့စက်မှာရှိတဲ့ဟိုဟာပေါ့ CLI တို့ computer မှာရှိတဲ့ဟို computer တစ်ခုလုံးထိန်းတဲ့ CLI တွေကိုပေးသုံးလိုက်တဲ့သဘောမျိုးအဲ့တော့ MCP မပါလာဘူးပေါ့เนาะဒီထဲမှာအဲ့ဆိုကျွန်တော်ဒီမှာ cron job ရှိမယ်ပြီးတော့ကျွန်တော် skill ရှိမယ် skill ဆိုတဲ့နေရာမှာကျွန်တော်တို့ကခုနောက်ပိုင်းဆိုရင်ကျွန်တော်ကုတ်တွေလိုက်ရေးပေးစရာမလိုတော့ဘူးเนาะဒီ skill.md ဆိုတာကျွန်တော်စာရေးလိုမျိုးပဲပြောပြတာပေါ့เนาะ main website ခုကိုတွားပြီးမှ data ရှာပြီးတော့ရလာတဲ့ data ကိုဒီ website မှာပြစ်တင်လိုက်ဆိုတဲ့ဟာအဲ့တော့ဒီတစ်ပိုင်းပဲလူသားပါဝင်မှုရှိတော့တယ်ကျန်တဲ့ဟာတွေဆိုရင်အကုန်လုံးဒီအလိမ်ပေါ်အောင်တဲ့ဟာတွေသူ့ဘာသာတွေအကုန်လောက်သွားတယ် result ရတဲ့အထိပေါ့เนาะ
autonomous ရဲ့အလုပ်လုပ်ပုံပေါ့နော်သူအလုပ်လုပ်ပုံကတော့ဒီဟာနဲ့ခက်စင်စင်ပါပဲနောက်ထပ်တစ်ခုကဘာကောင်းသွားလဲဆိုတော့သူ့မှာ heartbeat ရှိရပေါ့နော် heartbeat ဆိုတာလူတွေရင်ခုန်လုံးလိုမျိုး9မိနစ်တစ်ခေါက်10မိနစ်တစ်ခေါက်ကျွန်တော် open claw video အဟောင်းမှာလည်းကျွန်တော်ပြောပြဘူးလေပေါ့နော်အဲ့တော့ဒီ cron တကယ်တော့ဘာမှတော့မဟုတ်ပါဘူး cron job ပါပဲသူကပြောရင်တော်တော်ရှုပ်တယ်ဗျကျွန်တော်အဓိကဒီတစ်ခုလေးပြောပြချင်တာပါကျွန်တော်အခု setup လုပ်ထားတာ manage နဲ့ပေါ့နော်ကျွန်တော်ဘာကြောင့် open claw မတုံးတော့တာလဲဆိုတော့ open claw က charge များတယ် VPS ဖိုးလည်းပေးရတယ်ကျွန်တော်တို့ဒီ API ဘိုးလည်းပေးရမယ်ကျွန်တော်တို့အများကြီးရှိရပါကြားနိုင်တဲ့ဟာပြီးရင်သူကကိုမထိန်တက်ရင်အများကြီးရှောက်ရေးတာမျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော်ကြည့်လောက်ပေါ့နော် manage ကတော်တော်ညိမ့်တယ်ကျွန်တော်3လောက်တော်တော်လည်းအဆင်ပြေတယ်အဲ့တော့ကျွန်တော် manage ကိုတစ်ချက်သွားကြည့်အောင်ဒါဆိုကျွန်တော် agent မှာကျွန်တော်ဗာထည့်ထားလဲဆိုတဲ့ဟာတစ်ခုပြမယ်ပေါ့နော်အဲ့မှာ custom API ဆိုတာရှိရအဲ့မှာကျွန်တော်ခုနပြောတဲ့ skill ပဲဒါကျွန်တော်ဒီတစ်ခုလေးပဲထည့်ရတာဗျ AI တစ်ခုလုံးထိန်းဖို့သူ့ကို instruction ပေးတဲ့သဘောမျိုးပေါ့နော်ဘာလုပ်မလဲဆိုတဲ့ဟာပေးတဲ့သဘောမျိုးဒီတနေရာလေးပဲရှိရအဲ့ဒါကိုကျွန်တော်ဒီမှာ EGH တောင်ကြီး skill ဆိုပြီးထားတာရှိရအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဟိုအရင်လောက်ထားတဲ့တောင်ကြီး directory website တစ်ခုမှလာပြီးမှတင်အောင်ကျွန်တော်လောက်ထားတာပေါ့နော်ဒါဟိုအရင်ကကျွန်တော်တို့ဒီ AI စပေါ်ခါစားပေါ့နော် vibe coding လုပ်ရင်းနဲ့ create လုပ်ထားတဲ့ page ပေါ့နော်ဒါပေမဲ့ကျွန်တော်ဟိုပါပေါ့ဘာမှ data မဖြည့်ဖြစ်ဘူးဘာလို့လဲဆိုတော့သူကကျွန်တော်လည်းမအားသူက data entry လုပ်ရမှာလေနော်ဟို Google မှာသွားရှာရမယ်ရလာတဲ့ data ကိုဒီထဲလာထည့်ရမယ်အဲ့တော့အလုပ်တစ်ခုပဲအဲ့တော့အခု manage တို့ဟိုဒီ open claw တို့ပေါ်လာတော့ကိုလောက်စရာမလိုတော့ဘူးသူတို့တွေလုပ်ပြီးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဥပမာအနေနဲ့ပြပေးမယ်ဒီမှာကျွန်တော်ထည့်ထားတဲ့ skill လေးကဒီစာလေးပဲအဲ့စာလေးကိုကျွန်တော်ဒီ video ပြီးတဲ့ချိန်မှာပြန်ပြီးပြပေးမယ်ပေါ့နော်အသေးစိတ်ပေါ့နော်နည်းနည်းလေးတော့ programming skill တော့ပါတယ်ဗျာကိုမရေးတတ်ဘူးဆိုရင် Gemini တို့လိုမျိုးမှာအသေးစိတ်သွားရေးခိုင်းလို့ရတယ်ဒါပေမဲ့ကိုရေးတဲ့အကြောင်းအတိုင်းကိုတေချာနားလည်ဖို့တော့လိုတယ်ပေါ့နော်ဒါကျွန်တော်ဘက်ကနေဟိုပြောချင်တာအဲ့ဒါပေါ့နော်ကျွန်တော်တို့ထိန်းနေတဲ့ကို AI အကြောင်းကိုကောင်းကောင်းသိဖို့လိုပဲပေါ့နော်အဲ့တော့ကျွန်တော်ရေးထားတဲ့ဟာလေးတွေကတော့နည်းနည်းရှိတယ်ဘာလို့လဲဆိုတော့တိကျအောင်တေချာအောင်မို့လို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်ပေးထားတဲ့ skill နှစ်ခုရှိတယ်ဒါကကျွန်တော် August host blog မှာတင်ဖို့ဒါကခုနကတော့ကျွန်တော်တောင်ကြီး website မှာ data entry လုပ်ဖို့ပေါ့နော်တကယ်ခေါင်းစဉ်နဲ့ကြိုက်တဲ့ကျွန်တော်တို့ AI ကိုခိုင်းမှလုပ်ခိုင်းမှာပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာ setting မှာဝင်တော့ကြည့်လို့ရတယ်အဲ့ setting မှာဘာရှိလဲဆို schedule task ဆိုတာရှိတယ်ဒီဟာအရေးကြီးဆုံးပဲခုနကျွန်တော်ပြောချင်တဲ့ cron ဆိုတာဒီဟာပဲ cron ဆိုတာဒီအဆင့်ပေါ့နော်အဲ့ဒါဘာလုပ်လဲဆိုတော့ဟိုနေ့စဉ်ပေါ့ဒီမှာဆို daily at 1940ပေါ့နော်ကျွန်တော်တို့9နာရီဟုတ်တယ်9နာရီ40မှာပေါ့ည9နာရီ40နေ့တိုင်းသူ့ရတာလို့တင်မယ်အဲ့တော့ကျွန်တော်အခုကနည်းနည်းစောသေးတယ်ပေါ့နော်အချိန်လည်းမကိုက်တဲ့အတွက်ကျွန်တော်မဆောင်တော့ဘူးကျွန်တော်တခါတည်းပဲ run down လုပ်လိုက်မယ်ပေါ့နော်အားလုံးလည်းကြည့်အောင်ဘာလို့လဲဆိုတော့ကျွန်တော် credit လည်းရှိနေအဲ့တော့ဒီနေရာမှာကျွန်တော်ဒီ schedule task နေရာမှာလဲကျွန်တော် prompt တစ်ခုတော့ရေးရတယ်ပေါ့နော်ကိုဘာလုပ်မလဲဆိုတော့ edit လေးခဏပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ skill ကိုသုံးပြီးမှအလုပ်လုပ်ပါဆိုတဲ့ prompt ထပ်ရေးပေးရတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်သူ့ကိုပြောတယ် AGHT တောင်ကြီး skill ကိုသုံးပါပေါ့နော်ပြီးတော့ search to topic နှစ်ခုကိုရှာပါ random ပေါ့နော်အဲ့ဒီ topic တွေကဘာလဲဆိုတော့ hotel in တောင်ကြီးမှာရှိတဲ့ hotel recommend place in တောင်ကြီးမှာရှိတဲ့ recommend သွားလေလို့ကောင်းတဲ့နေရာအဲ့ဒါကိုကျွန်တော်ဓာတ်ပုံမှာထည့်ပေးပေါ့အဲ့ဒီဘောမျိုးပေါ့နော်ပြီးတော့ဒီမှာ note လေးပေးထားတယ်တကယ်လို့ duplicate ဖြစ်တယ်ရှိပြီးသားဆိုရင်ထပ်မထည့်နဲ့ပေါ့နော်နှမို့ဆိုရင်သူကမသိတော့ဘူးသူကဇွတ်ထည့်တာတခါလေအဲ့လိုရှာပြီးသားကိုလည်းထပ်ခါထည့်တော့ကျွန်တော် note ပေးထားတယ်ထပ်မရှာနဲ့တကယ်လို့ကို website ပေါ်မှာရှိပြီးသားဆိုရင်ထပ်မရှာတော့နဲ့အဲ့ဒါမျိုးပေါ့နော်ဒါတွေကသူ့ရဲ့ format ပေါ့နော်ဒီလောက်လေးပါပဲအဲ့တော့ကျွန်တော် save ပြီးကျွန်တော် run လိုက်မယ်တခါလေး run လိုက်မယ်နော် run now အဲ့ဆိုရင်ဒီမှာ task က run ပြီတကယ်တော့ဒီဟာကိုပါရာကိုသူ့နေ့တိုင်း run တာပေါ့နော်ကို run ပေးစရာမလိုဒါပေမဲ့ကျွန်တော်အခုကြားချင်လို့ကျွန်တော် run လိုက်တာအခုဒီမှာဆိုရင် Shan State Culture Museum ဆိုတဲ့ဟာနောက်ဆုံးပေါ့နော်အဲ့တော့ကျွန်တော် refresh လေလိုက်မယ်ဘာမှမရှိဘူးအဲ့မှာ data ဒီလိုပဲပြမယ်နည်းနည်းလေးတော့စောင့်ရမှာဗျာအားလုံးပြီးတဲ့အထိဆိုရင်သူကဒီမှာသူ့ screen ကိုကြည့်ပြီးသူဘာလုပ်နေလဲကြည့်လို့ရတယ်ကျွန်တော် manage ကိုအရင်ကြိုက်တဲ့ဟာပါလဲဆိုတော့လွန်ခဲ့တဲ့2ရက်3ရက်ကလှုပ်ထားတဲ့ဟာတွေအစားပြန်သွားကြည့်လို့ရဒီမှာကြည့်သူ Facebook ပေါ်အထိတိုက်ရှာတာကြီးနော် login ဝင်လို့မရတာတော့မှသူ Facebook ပေါ်အထိသွားရှာတာတော့တော်တော်တော့ကျန်းတယ်
အဲ့တော့ဟိုတယ်အင်ကောင်ကြီးတွေချက်တယ်ဒီကိစ္စချင်တာမဖြစ်လာဘူးလို့ဖြစ်နေအဲ့တော့ဒီကောင်ကြီးတွေဘာလုပ်လဲဒါလည်းဆက်ရှိရအောင်နော်ဒါလည်းဆက်ရှိနေတာပါရဲ့ဘိုးတော်အစားဘိုးတော်လည်းတက်တာလည်းနေနေအဲ့တော့ဒီဘုံလေးရလာတာလည်းအဲ့တော့ပြန်ကြည့်ရအောင်အရင်ကရတာဒီ ကင်လေးတစ်ဖြည်းဖြည်းယော့လာပြီ340တက်ထက် refresh လိမ့်မယ်မယော့သေးဘူးသူထပ်ရှာနေရဒါကျွန်တော်တို့ရဲ့ computer processor ဒီဘက် channel ကိုလုံးဝမသုံးဘူးเนาะသူဟိုဘက်မှာရှိတဲ့ Ubuntu ဒီ sandbox ကိုတုံးတာဆိုတာကြိုက်လို့ refresh လုပ်နောက်ဆုံးပြ internet ဟိုပြတ်သွားတယ်မီးပြတ်သွားတယ်ဘာမှမဖြစ်ဘူးသူ့ဘာသာသူအနောက်မှာလုံနေတာကွာလက်ကြည့်စရာမလိုဘူးเนาะအဲ့လိုမျိုး အဲ့ဒါပြလိုက်တယ်ဆိုတော့ဒီတော့ပြန်တာUCT ဆိုတဲ့ hotel ကိုထည့်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကြည့်ရအောင်တက်လားကျွန်တော် refresh မလဲတော့ဒါ real time လို့သူတခါတည်းပဲတက်လာတယ်တက်လား UTC hotel သူထည့်ဓာတ်ပုံလေးပါပါတယ်ဓာတ်ပုံကတော့သူဘယ်မှာဆွဲလဲတော့ကျွန်တော်မသိဘူးပေါ့နော်သူပါတာ patch ရှာဆွဲထားတာမှန်တိုင်းပြောရင်တော့ဒီဟာ UTC hotel ဓာတ်ပုံတော့မဟုတ်ဘူးပေါ့နော် website link တွေရောဒီဟိုပါပေါ့ဖုန်းနံပါတ်တွေရောအကုန်ဆွဲလာတယ်ပြီးတော့ကျွန်တော်နောက်ထပ် recommend place ပေးထားတယ်နောက်ထပ်တက်လာပြီတက်လား recommend place ဆိုတာကျွန်တော်တို့ရွှေဘုံဝင်ပကူတာပေါ့နော်အဲ့တော့သူ duplicate ဖြစ်သွားတယ်သူစစ်တာမားလို့ထင်တယ်တကယ်တမ်းရှိပြီးသားအဲ့တော့ထပ်ဖြည့်တယ်အဲ့ error လေးတွေနည်းနည်းပွားတော့ရှိတယ်ဗျာကျွန်တော်တို့ပေးတဲ့ script မှာတေချာမှရတာပေါ့နော်မတေချာရင်အဲ့လိုမျိုးလေးတွေတော့ရှိတယ်အဲ့တော့ဒီတစ်ခုကတော့တိတ်အသုံးမဝင်ဘူးပေါ့နော်ကျွန်တော်ပြန်ဖြည့်ရမှာတူနေလို့ဒီမှာ ਨੇ ဒါပေမဲ့ကျန်တဲ့ UTC တို့ဘာတော့မရှိဘူးသူဘာတော့ထည့်လာတာတော်တော်အဆင်ပြေတယ်ဒါတော့ကျွန်တော်နှစ်ခုပဲပေါ့နော်ကျွန်တော် token ဘယ်လောက်ကုန်လဲကြည့်အောင်ဒီ manage ကိုပြန်သွားမယ် refresh လဲမယ်285ပြီးတော့တယ်ပေါ့နော်အဲ့တော့100ကျော်လောက်ပဲကုန်တယ်ဗျဒါကျွန်တော်တို့ AI ဝန်ထမ်းခန့်တယ်လို့ပြောလို့ရတယ်ဗျသူကတာမန်လူကိုခန့်မယ်ဆိုရင်တော့လာစာတော့ရှိမှာပေါ့နော်ပြီးတော့လာစာလည်း2သိန်း3သိန်းနဲ့ဘယ်သူမှလောက်ချင်မှာမဟုတ်ဘူးပြီးတော့ဟိုပါပေါ့နေ့တိုင်းလည်းမလုံနိုင်လောက်ကျွန်တော်ထင်တာတော့လေနော်ဒါကကျတော့နေ့တိုင်းသူ့ဘာသာသူအော်တိုလုံနေတဲ့သဘောတရားပေါ့နော်ဟုတ်ကဲ့စကလုံးကတော့နည်းနည်းကြီးတယ် AI ဝန်ထမ်းခန့်တယ်ဆိုတကယ်တော့ cron job run နေပါပေါ့နော်အနောက်မှာဟုတ်ကဲ့ပါကျွန်တော်နောက်တဲ့ video မှာနော်